ကျွန်တော်တို့အချင်းထောင်ရဲ့စင်ကြံတစ်ခုလုံးမှာလူတိုင်းကြောက်ရဆုံးလူတစ်ယောက်ရှိတယ်သူကအရက်9ပေလေးလက်မပဲရှိတဲ့အာသာတဲ့ဒါပေမဲ့ထောင်ထဲကနေကျွန်တော်လွတ်ရက်မရခင်တရက်အလိုထိသူ့ကိုအလဲထိုးဖို့ကျွန်တော်စိတ်ရှည်လက်ရှည်ဆောင်ဆိုင်ခဲ့ရပါတယ်ဒီထောင်စုစုမှာအဆောင်တွေတစ်ခါမှချမရေးထားတဲ့တရားမဝင်ဥပဒေတစ်ခုရှိတယ်အဲ့ဒါကတော့အာသာကိုဘယ်တော့မှသွားမရှုံးနဲ့ဆိုတာပါပဲဒီလောက်ကူကူသေးသေးလူတစ်ယောက်ဟာထောင်ထဲမှာအလွယ်ကူဆုံးပြစ်မှတ်ဖြစ်ရမှာပါဒါပေမဲ့ထောင်ထဲမှာအကောင်ကြီးဆုံးနဲ့ဗလအကောင်ဆုံးလူ2ယောက်ကအာသာရဲ့နောက်မှာတက်တော်ဆောင်တွေလိုအမြဲတမ်းအရေးတကြီးလိုက်ပေးနေကြတာကြောင့်ဘယ်သူမှမထိရဲကြဘူးကျွန်တော်ရောက်ခါစပထမပတ်သမင်းစားဆောင်မှာတော့ကအာသာကကျွန်တော်သမင်းပန်းကိုလူတွေအများကြီးရှေ့မှာပုတ်ချခဲ့ဘူးလေဒါပေမဲ့ဘယ်သူမှဝင်မပါရဲခဲ့ကြဘူးတကယ်တော့ကျွန်တော်ထောင်ကျလာတာကျွန်တော်ညီမလေးရဲ့အချစ်ကိုကိုစားတာဝန်ယူပေးခဲ့လို့ပါဒါကြောင့်စောစောလို့ဖို့ခွင့်ရရှိနေတာမို့ထောင်ထဲမှာရံပွဲတစ်ခုတည်းနဲ့တင်လူရက်တွေထပ်တိုးမခံနိုင်ဘူးဒုတိယပတ်မှာတော့အာသာကကျွန်တော်ရဲ့ခုတင်ကိုလာမွေပြီးညီမလေးရဲ့တက်ပုံကိုပါယူကြည့်ပြီးရိုင်းရိုင်းဆိုင်ဆိုင်စကားတွေပြောခဲ့သေးတယ်တတိယပတ်မှာတော့သူကလူတွေအများကြီးရှေ့မှာကျွန်တော်ကိုနယံနဲ့စောင့်တုံးပြီးအနိုင်ကျင့်ပြန်နေကျွန်တော်ဘာမှပြန်မလုပ်ပဲတီးခံခဲ့ရတယ်ဘာလို့လဲဆိုတော့ပြန်ချလိုက်ရင်ကျွန်တော်ရဲ့လူရက်တွေအားလုံးဆုံးရှုံးသွားနိုင်လို့ပါအဲ့ဒီနေ့မနက်မှာပဲခေါင်ဝါရင်အဖိုးကြီးတယောက်ကကျွန်တော်နားလျှောက်လာပြီးမင်းသားကိုဒီတိုင်းပဲအနိုင်ကျင့်ခံနေတော့မလို့လားလို့လာမေးပြီးထွက်သွားခဲ့တယ်အဲ့ဒီညမှာပဲကျွန်တော်အဲ့ဒီအဖိုးကြီးစီသွားပြီးသူ့စီကလက်ဝဲပညာသင်ပေးဖို့တောင်းဆိုခဲ့တယ်။သူကထောင်မကြခင်ကအပြင်မှာအနှစ်20လောက်လက်ဝဲထိုးခဲ့တဲ့လူတစ်ယောက်ပါ။သူကကျွန်တော်ကိုမိဖို့ကြောင့်ဖွဲ့တဲ့ဝင်ခိုင်းပြီးမနက်ခင်းလူတွေမနိုးခင်အချိန်တိုင်းမှာလူကောင်းကြီးကြီးတွေကိုဘလို့အမြန်ဆုံးလဲကြအောင်ထိုးရမလဲဆိုတာလှုပ်ဝက်တင်ပေးခဲ့တဲ့ခန္ဓာကိုယ်မှာဒဏ်ရာတွေအမာရွတ်တွေရလာတိုင်းအဆောင်တွေမရိပ်မိအောင်အမြဲပုံကွယ်ခဲ့ရတယ်။ရေတော်အတွင်းမှာအခက်ခဲဆုံးရာကလက်ဝဲချင်းရတာမဟုတ်ပါဘူး။အာသာရဲ့ဘေးကနေနေတိုင်းဖြစ်လျှောက်သွားတဲ့အခါသူ့ကိုအလဲထိုးနိုင်လောက်တဲ့ခွန်အားတွေရှိနေပြီဆိုတာကိုတီးလျက်နဲ့ဘာမှမဖြစ်သလိုဟန်ဆောင်နေရတာကပိုခက်ခဲတာပါကျွန်တော်လွတ်ရက်မရခင်နောက်ဆုံးနေ့အထိအချိန်ကိုစောင့်နေခဲ့ရတာနောက်ဆုံးတော့ကျွန်တော်ထောင်ကလွတ်မဲ့နောက်ဆုံးနေ့မနက်ခင်းကိုရောက်လာခဲ့ပါပြီ။ထမင်းစားဆောင်တွေကိုကျွန်တော်ယုံကြည်ချက်ပြည့်နဲ့ရှောက်သွားပြီးအာသာရဲ့ထမင်းပန်းကိုလူတိုင်းရှေ့မှာပဲအားပြင်းပြင်းနဲ့ပုတ်ချလိုက်တယ်။အာသာတယောက်စွန့်သွားပြီးသူ့ရဲ့လူကောင်ကြီးချင်း2ယောက်ကကျွန်တော်စီဒေါသတကြီးရှောက်လာကြတယ်။ဒါပေမဲ့သူတို့ကျွန်တော်နားမရောက်ခင်မှာပဲကျွန်တော်လက်ထဲကဘန်းနဲ့အာသာရဲ့မျက်နှာကိုအားကုန်လွှဲရိုက်ပြီးနေရန်နဲ့ကတ်သွားအောင်ထိကြမ်းကြမ်းနန်းနန်းစက်တိုက်ထိုးချိတ်ပစ်လိုက်တယ်ကျွန်တော်လက်ပန်းမကြမချင်းသူ့ကိုအလဲထိုးပစ်ခဲ့တာကျွန်တော်မော့ကြည့်လိုက်တဲ့အခါအာသာရဲ့လူကောင်ကြီး2ယောက်ဟာကြောက်လန့်ပြီးနေရာကနေမလှုပ်ရဲကြတော့ဘူးကျွန်တော်သူတို့ကိုကြည့်ပြီးငါဒီနေ့ထောင်ကလွတ်မှာဒါပေမဲ့မင်းတို့တွေကတယောက်ယောက်ဝင်ပါရင်တော့ဒီနေ့ငါနဲ့အတူတေးဖို့ပြင်ထားလို့ပြောလိုက်တဲ့အခါအဲ့ဒီလူကောင်ကြီး2ယောက်လုံးကြောက်လွန်းလို့ဘောင်းဘီထဲသေးပါထွက်ပြီးခမင်းစားဆောင်တွေကနေထွက်ပြေးသွားကြပါတော့တယ်နောက်ဆုံးတော့ထောင်ထဲမှာလူတိုင်းကြောက်ရတဲ့လူမိုက်ဆိုတာတွေဟာသူတို့ရဲ့ဟန်ဆောင်မှုတွေကိုဘယ်သူမှမခွာချရဲကြလို့ဆိုတာသိလိုက်ရတယ်။နောက်တစ်နေ့မနက်မှာတော့ကျွန်တော်ဟာလွတ်လပ်တဲ့လူတစ်ယောက်အနေနဲ့ထောင်ထဲကနေထွက်လာခဲ့ပြီးညီမလေးနဲ့ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတော့တယ်။